ပြည်သူကြီးတို့အားလုံးပဲမင်္ဂလာပါရှင်။စေကူကဘာကစစ်စင်းတဲ့တကယ်ချင်းများဇလန်းလေးကိုအခုချိန်ထိစောင့်မျှော်ကြည့်ရှုပေးနေကြတဲ့ပြည်သူအားလုံးကိုစစ်စီကကျေးဇူးတင်ပါတယ်။အခုတစ်ခါမှာတော့စစ်စီကအပိုင်းခုနှစ်ကလေးကိုဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်။ပိုင်းခုနှစ်ဂျိုရောင်းဝယ်ရှင်တို့အားလုံးဂျိုသားတွေအကြောင်းစိတ်ဝင်စားနေကြပြီမလား။ဒီမှာပြောပြမယ်။ပထမဆုံးပြောပြချင်တာကတော့ဂျိုရောင်းဝယ်ကြီးပဲဖြစ်ပါတယ်။ဂျိုရောင်းဝယ်ကြီးဆိုတာကတော့ဒီကဘာလိုပစ္စည်းထုတ်လုပ်ဖို့ dress တွေမကျွဲဝတဲ့ဂျိုတွေမှာနေထိုင်ကြတဲ့ဂျိုသားတွေရဲ့လုပ်ငန်းတွေဖြစ်ပါတယ်။သူတို့ကဂျိုတွေကိုသိမ့်ပိုက်ပြီးအဲ့ဒီဂျိုမှာရှိတဲ့အရင်းမြစ်တွေကိုဖိခိုးရတယ်။ဂျိုတွေကိုသိမ့်နေဆိုတာကတော့ဒီဂျိုပေါ်မှာရှိတဲ့တက်ရှိတွေကိုမျိုးသုံးစေပြီးတော့အဲ့ဒီဂျိုရဲ့အတွင်းမှာဘိုးဦးရိုင်းလာရှိတဲ့စွမ်းရည်ကြောက်တုံးကိုယူရတာပဲဖြစ်ပါတယ်။သူတို့ကအဲ့ဒီဂျိုတွေကိုအချင်းချင်းအလဲအလဲနဲ့ရောင်းဝယ်နဲ့လုပ်ကြပါတယ်။ဒါကြောင့်ဂျိုတွေကိုသိမ့်ပိုက်ဖို့ကြိုးစားကြတဲ့အဖွဲ့တွေအများကြီးရှိကြပြီ။တစ်ဖွဲ့ကပိုင်ဆိုင်ထားတဲ့ဂျိုတွေကိုနောက်တစ်ဖွဲ့ကဝယ်ယူခွင့်မရှိပြီးတော့တူရက်ခွင့်မရှိပါဘူး။ကြလို့တူရက်မယ်ဆိုရင်စက်ကြောလာကြီးကဂျိုသားတွေကိုဒဏ်ခတ်မှာဖြစ်ပါတယ်။ဂျိုတံမှုသတ်မှတ်မှုကတော့ဖက်ငွေဂျိုဆိုရင်လူနေထိုင်မှုအတွက်အထောက်အကူမဖြစ်တာမို့ဈေးပေါ်ပြီးအမှိုက်ဂျိုလို့သတ်မှတ်ကြပါတယ်။ကြောက်သားဂျိုအချင်းမြင့်လည်းနေတာမို့လူနေထိုင်မှုအတွက်တည်တံ့ဖြစ်ပါတယ်။နောက်တစ်ခုကတော့ရေမြက်နှပြင်ဂျိုဖြစ်ပါတယ်။သူကဈေးအသင့်ဖြစ်ပြီးတော့ရေအောက်မှာမှန်လုံဝင်ကြီးတွေစောက်ပြီးနေကြပါတယ်။မြေသားနဲ့ရေတို့ရောထားတဲ့ဂျိုအလွန်တန်မှုမြင့်ပြီးရက်စင်ရင်းမြစ်ကျွဲဝမှုကြောင့်ရှားပါပြီးဂျိုသားတွေမျက်စိအကြဆုံးဂျိုပါဒါကတော့ဂျိုသားတွေရဲ့ဂျိုရောင်းဝယ်ရေးလုပ်ငန်းနဲ့သက်ဆိုင်တဲ့အချက်လက်တွေဖြစ်ပါတယ်ကဘာပေါ်ပြန်ပြီးသွားကြည့်အောင်ငါဖမ်းလိုက်မယ်နေ့အိမ်ထဲမှာတသိန်းပါတာတင်ရှားတယ်နော်ဘောစီလေတကယ်လို့စီတိုင်းကတခိုးအောင်ရလိုက်စမ်းဟမ်နင်ဘာလုပ်မလို့လဲကိုယ့်ကိုနေစမ်းပါတခိုးချင်းပြန်ဖမ်းနေကြတာပေါ့နှစ်ယောက်ခွဲတော့မြန်မိတာပေါ့ဟာငါဘက်ချက်ကိုတော့မထိနဲ့နော်ခဏပြမှမယူစိတ်ချနှစ်ယောက်လုံးလိုက်လာတာဟာတေးပြီအဲ့ချိန်မှာတခိုးပြေးတဲ့လမ်းကိုနေရာနဲ့ပိတ်သွားပါပြီဟုတ်ပြီလေနင်တို့နဲ့ချရတော့မှာပေါ့ယော့တခိုးစန္ဒရာအဲ့ချိန်မှာစစ်စီရဲ့တိုင်းခွက်တော့ကကြောင့်အိတ်ပြန်ရသွားပါပြီဟဲ့အိပ်ပြောလေဒီကတည်းကပြားမမယူလာတာအေးလေငါအတွက်လွတ်လောက်ဖို့မလိုပါဘူးဟောဟိုမှာပြန်လာကြပြီဒီမိုင်းညီမလေးပတ်ဆိုင်နော်ကျေးဇူးပါရှင်တောင်းသေးတယ်ဆမ်းမမမတို့ရှိသေးလို့ဒီမှာမတောင်းထားတဲ့9000ဒါနဲ့ဒီမဟုတ်တာကျမမယူပါဘူးနော်ဒီတိုင်းကိုကြီးပေးတာပါဟုတ်ပါပြီကွယ်နှစ်ယောက်လုံးကျေးဇူးနော်ဟုတ်သိန်းထက်အစားရင်တော့9000ဟောတော့ပါသေးရဲ့ကျမတို့ပြန်ပြီနော်တတာဟဲ့နေလက်ဒီလာပြန်လာလားအေးလေလက်ဒီမှာနေရလားခေါ်ရတာပေါ့ငါထွက်လို့မလိုပါဘူးဒါနဲ့နင်ကဘာလို့ဖို့လဲမြတ်တိုက်စားနေရလဲခါလေငါ့ကိုတိုင်ကျသွားခွင့်မလို့လားဒီမှာနေရကြအောင်မတိုင်ပါဘူးဘာလို့တိုင်ရမှာလဲလှုပ်ရှုပ်လို့ကိုကတော့မအားရတယ်ကြားတယ်ပြီပါတိုင်ရင်တော့နေမျိုးတွေမုံဟင်းကားစားရပြီဒါမှဟယ်လိုနဲ့နောက်နေ့မနက်ကိုရောက်လာပါတယ်သမီးရေဒီနေ့အမေတို့မာလာရှမ်းကောကြောင်စားအောင်လေအဲ့ဒါလိုအပ်တဲ့ပစ္စည်းလေးတွေသွားဝယ်အောင်ဟုတ်ကဲ့မငင်းရှာဘူးလူနဲ့မမိုင်းတရားရေးစားမရှိစတိုးကိုထွက်လာပါတယ်ဒါလည်းယူမယ်ဒါလေးလည်းယူမယ်အန်တီလောက်ကြလဲရှင်2050ပါသမီးဟိုလေးအန်တီ50ရှော့လိုက်ပါလားသမီး1000ပဲပါလို့ရတယ်မလားရှင်မရဘူးသမီးရေအန်တီရဲ့ဆိုင်ရှင်မဟုတ်တော့အတိအကျယူမှရမယ်ဒါပေမဲ့အန်တီရဲ့50တဲ့ကိုသမီးမမင်းနဲ့ဆိုင်ရှင်နဲ့အတိတွေပါမရဘူးသမီးဒီ90လေးကိုပေးလိုက်တော့မဖြစ်တော့မှမလို့လေတိရဆိုတော့လေလူမယုံသင်္ကာတဲ့ပတ်စံမပိုင်းတမျိုးမျိုးထားခဲ့ပါမမိုင်း versus ဈေးတဲ့အန်ဒီအချိန်မှတို့နောက်ရန်ပြနေတာဆိုင်ထဲမှာဈေးဝယ်နေကျွန်တော်ကြားသွားပါတယ်ဟမ်ဒီနေ့မှရောက်လာတဲ့ဒေါ်ကြီးရများကဲညလုံးတော်ပြီဒီမှာ90ဟုတ်ပြီလားဟဲ့အမလေးကိုကူညီပေးလို့ကျေးဇူးပါနော်လုံးကလေးမအဲ့ဒါနဲ့မမိုင်းတယောက်အယုံပြန်ရောက်သွားပါတယ်ရှူရှဲသမီးဟာဖိတ်လိုက်အောင်လေမမေသမီးလည်းခုခေါ်နေတာဟယ်လိုဒီနေ့ငါ့အိမ်မှာမာလာချက်ခွက်ချက်ထားတယ်လာစားအောင်နော်တော့ဝင်ခဲ့ပါမော်နီပါရှင့်ကဘာကြီးကအဲ့ဒီအချိန်ကြီးအေးချမ်းနေနေပါပဲအဲ့ဒီချိန်ကဘာမေကြီးရဲ့ပြင်မှတ်မှာတော့ဒါပဲ
လူသားတွေကိုဒီဆေးနဲ့မျိုးစုံပြစ်ကမယ်တခင်မယောဂဘူးတွေခေါ်ဆက်ကအောင်မြင်သွားပါပြီဒါဆိုရင်ဘာဆောင်နေရလဲအခုအဖျားလိုက်တော့လေမိုက်ခုနဲ့လေးရတော့ဒီလောက်ပါပဲရှင်စစ်စီနဲ့တငယ်ချင်းတွေကနောက်ပိုင်းမှာသူတို့ရဲ့ဆက်ဆံရေးကဘယ်လိုလေးဖြစ်လာမလဲလူသားတွေရောကဘာကြီးကိုသိမ့်ပိုက်ဖို့ဘာတွေဆက်လုပ်ကြအောင်လဲဆိုတာသိရဖို့အပိုင်းရှစ်ကလေးကိုဆက်လက်ဆောင်များကြည့်ရှုပေးကြပါလို့စစ်စီကပြောချင်ပါတယ်နောက်ထပ်ကာတွန်းလေးတွေအများကြီးထုတ်ပေးနိုင်အောင်စစ်စီကစူးစမ်းနေပါတယ်ရှင်အားလုံးချစ်ပါတယ်တတား